US ဒေါ်လာ4000ဝန်းကျင်လောက်နဲ့ထိုင်းနိုင်ငံရဲ့ပင်လယ်ကမ်းခြေမြို့လေးဖြစ်တဲ့ဝါဟင်းမှာကွန်ဒိုအခန်းလေးတွေဝယ်လို့ရပြီဆိုတာမိတ်ဆွေသိပြီလားကဘာလက်ခီးသွားရင်လည်းစီကားတဲ့ပင်လယ်ကမ်းခြေမြို့လေးဖြစ်တဲ့ဝါဟင်းရဲ့အချက်ချကြတဲ့နေရာမှာတည်ရှိတဲ့ကွန်ဒို project လေးဖြစ်တာမို့လို့ဒါ investor ရဲ့အတွက်ဆိုလို့ရှိရင်တော့ hidden treasure လို့ပြောရင်ပို့ပြီးတော့မှန်ပါလိမ့်မယ်ရှင်အဲ့နိုင်ငံရဲ့ Take 10 developer ကဆောက်လုပ်ပြီးစီးထားတဲ့ ready to move in ကွန်ဒို project တစ်ခုဖြစ်ပြီးတော့အဲ့လိုအခန်းဝယ်မယ်ဆိုလို့ရှိရင် fully furnished ဖြစ်မယ်ပြီးတော့ appliance လည်းအစုံလင်ပါဝင်မှာဆိုတော့ဝယ်ယူပြီးအစင်းသည့်တက်နေရုံကွန်ဒို project လေးပဲဖြစ်ပါတယ်ဒီနေရာအဖြစ်ဆိုလို့ရှိရင်လည်း lifestyle နဲ့ shopping အတွက်ဆိုလို့ရှိရင် market village ဖွာဟင် Tamarind market စီကာတာ market တို့နဲ့အရန်မဝေးတာဖြစ်တဲ့အပြင် education အတွက်ဆိုလို့ရှိရင်လည်းဖွာဟင် Pattaya Line School Rajamakala University of Technology Ratanakosin နဲ့ဒီတလို့ Stanford University တို့အနီးမှာတည်ရှိပြီးတော့စေယုံစေကအတွက်ဆိုလို့ရှိရင်လည်း San Paulo Wahin Hospital Bangkok Hospital Wahin တို့လည်းဒါအနီးမှာရှိတာဖြစ်တဲ့အတွက်ကျန်းမာရေးအတွက်လည်းစိတ်ပူစရာမလိုတဲ့ location က project လေးပဲဖြစ်ပါရဲ့ရှင်ဒီကွန်ဒို project လေးကတော့ရှစ်လွာအမြင့်ရှိ L shape building တစ်လုံးပါဝင်တဲ့ low rise ကွန်ဒို project တစ်ခုဖြစ်ပြီးတော့အခန်းပေါင်းကလည်း252ခန်းပါဝင်တဲ့နောက်ပြီး lift နှစ်စင်းကိုလည်းထည့်သွင်းပေးထားတာဖြစ်လို့ရတော့အတက်အဆင်းအတွက်ဆိုလို့ရှိရင်လည်းအချိန်အကြာကြီးစောင့်နေစရာမလိုတော့ပါဘူးရှင်boutique style ကွန်ဒိုတစ်ခုလိုမျိုး modern fresh bike တွေအပြည့်နဲ့ new generation တွေအတွက်အဓိကဖန်တီးထားတဲ့ကွန်ဒို project တစ်ခုဖြစ်ပြီးတော့အခန်းတွေဆိုလို့ရှိရင် modern minimalist concept နဲ့ဖွဲ့စည်းပေးထားတယ်။နောက်ပြီးဟွာဟင်းမျိုးရဲ့အချက်ချတဲ့နေရာမှာတည်ရှိတဲ့ကွန်ဒို project တစ်ခုမို့လို့ဒါကိုယ်တိုင်နေဖို့အတွက်ဆိုလို့ရှိရင်လည်း holiday home အနေနဲ့တင့်တော်တဲ့အပြင် invest လုပ်မယ်ဆိုလို့ရှိရင်လည်းအကောင်းဆုံး long term investment တစ်ခုလည်းဖြစ်ပါရဲ့ရှင်။ဒီကွန်ဒို project မှာဆိုလို့ရှိရင် room type တွေအနေနဲ့ဆိုလို့ရှိရင်လည်း 1 bedroom 2 bedroom ဆိုပြီးတော့မှရွေးချယ်ဝယ်လို့ရပါတယ်။ဈေးနှုန်းအနေနဲ့ကတော့ 1.39 million ဘတ်ကနေစပြီးတော့ဝယ်လို့ရမှာဖြစ်ပါရဲ့ရှင်။ payment အနေနဲ့ဆိုလို့ရှိရင်လည်း ready to move in ကွန်ဒိုဖြစ်လို့တစ်လအတွင်းငွေပေးချေဝယ်ယူပြီးတော့မှချက်ချင်းတက်နေလို့ရမယ် ready to move in low rise ကွန်ဒို project လေးပဲဖြစ်ပါတယ်။ဒီကွန်ဒို project ကအခန်းလေးတွေကိုစိတ်ဝင်စားလို့ဝယ်ချင်တယ်ဆိုလို့ရှိရင်တော့အခုပဲအဲ့လို SCC investment company ရဲ့ page messenger တွေပဲဖြစ်ဖြစ် WhatsApp နံပါတ်ကနေပဲဖြစ်ဖြစ်တိုက်ရိုက်ဖုန်းခေါ်ဆိုပြီးတော့ဖြစ်စေ message ပို့ပြီးတော့ဖြစ်စေအသေးစိတ်ချက်လက်တွေကိုဆက်သွယ်မြင်းမြန်းစုံစမ်းပြီးတော့မှဝယ်ရရှိနိုင်ပါပြီရှင်။